အားလုံးပဲမင်္ဂလာပါဗျနောက်ပြူတွေအဲ့တော့ကျွန်တော်နည်းနည်းလူကြီးတိတ်စိမ်လေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ခက်ခက်တက်လေးပဲပြပေးမယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဟူးစက်တာပရိတောက်ကြပါဗျာနော်သူက break ကဖမ်းတာတိုင်းပဲဗုဒ္ဓဟူးနေကောင်မှာထွက်မလာတဲ့အတွက်ကြောင့်မလို့စက်တာပရိတောက်ကြမှာ break 3လုံးဗျာနော်ကဲပေါက် break ပေါ့ဗျာနော်အဲ့ဒါလေးကိုကျွန်တော်ပြပေးမယ်ကဲပေါက် break အနေနဲ့ကြိုက်တယ်ဆိုရင်လိုက်ပါဒီနေ့26ထွက်ပါတယ်နောက်ပိုင်းမှာ98ထွက်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့တလင်းလာနေမှာနှစ်ကို4-3ညဆိုတော့ကျွန်တော်တို့အပိတ်နဲ့အပိတ်တွေကို9ရဲ့3ညပေါင်းတော့9ပါဗျာနော်အဲ့တော့ပါဝါနှစ်ခတ်ချမယ်946 946အဲ့ဒီ break 3လုံးက2ရက်အတွင်းပါဗျာနော်အဲ့တော့946 break ပါနော်946 break အဲ့ဒါဒီထွက်လာမထွက်လာကျွန်တော်စစ်ပြမယ်ဗျာနော်ကျန်တဲ့ရက်မှာတော့ကဲပေါက် break တွေဗျာနော်အဲ့တော့ဒီမှာ4ရက်3ညပေါင်းလိုက်တော့4ပါနော်4-9နှစ်ဗျာနော်ဒီမှာ4 break တွေဆင်းပေးပါတယ်ဗျာနော်နော် break တီကြောင်အနည်းဆုံးတစ်ချိန်ဆင်းပြီးသွားတယ်ဒီမှာဆိုရင်ခွန်ရဲ့9ရဲ့ပေါင်းနဲ့2ပါ2ခွန်4ဆိုတော့ဒီမှာခွန် break တွေ4 break တွေဆင်းပေးပါတယ်ဗျာနော်အပုံစံမျိုးပဲ2ရဲ့3ရဲ့ပေါင်းတော့2ခွန်4ပါဗျာနော်ဒီမှာ4 break တွေခွန် break တွေဆင်းပေးပါတယ်ဗျာနော်အပုံစံမျိုးပဲကျွန်တော်တို့ထပ်ကြည့်ပါ2ရဲ့6ရဲ့ပေါင်းတော့8 3 break ဆိုတော့ကျွန်တော်တို့အပိတ်နေမှာညနေမှာ26ဆိုထွက်ပါတယ်ဗျာနော်အပုံစံမျိုးပဲကျွန်တော်တို့8ရဲ့6ရဲ့ပေါင်းနဲ့4 break ဆိုတော့ကျွန်တော်တို့ကျန်တဲ့ရက်တွေမှာဒီမှာနော်4 2 break တွေဆင်းပေးပါတယ်ဗျာနော်အဲ့ပုံစံမျိုးပဲကျွန်တော်ဒီပွဲမှာ9ဆိုတော့6 break ကဒီထဲမှာ6 break ထွက်ထားတာမရှိပါဘူးဗျာနော်အဲ့တော့ကဲပေါင်းအနေနဲ့ကျွန်တော်တို့စတာပရိတောက်ကြ2ရက်မှာ6 break 3လုံးကိုလိုက်ဆွဲလို့ရပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ရှေ့အစာလေးပြန်စစ်ပြပေးမယ်ချက်ကြည့်ပြီးပါဗျာနော်6 break ပါ9ရဲ့နော်တလလာနေဗျာနော်ဒါနဲ့အပိတ်တွေပေါင်းတာပါဗျာနော်9ရဲ့2ရဲ့ပေါင်းတာ1ပါဗျာနော်168ပါနော်ဒီမှာ6 break တွေအဲ့လိုထွက်ပါတယ်ဗျာနော်ကဲပေါက် break ပါဒီမှာဆိုရင်9ရဲ့6ရဲ့ပေါင်းနဲ့168ဆိုတော့ဒီမှာ1 break တွေထွက်ပြီးပါတယ်ဗျာနော်အဲ့ပုံစံမျိုးလေးပဲ9ရဲ့2ရဲ့ပေါင်းနဲ့ခွန်မှာ9-3ည break တွေကြံရက်မှာကဲပေါက် break ဆိုတော့9-3ည break တွေဆင်းပြီးပါတယ်9ရဲ့ပေါင်းတော့3ည5ခွန် break ဆိုတော့ကျွန်တော်တို့ဒီမှာခွန် break ဆင်းပြီးပါတယ်ဗျာနော်အဲ့ဒါကဲပေါက် break ပါအဲ့တော့ကဲပေါက် break unit တွေပါတစ်ခါပြရုံနဲ့ကြည်ုံနဲ့မှတ်သွားပြီးတော့နောက်ပွဲတွေမှာကိုလုံးမယ်ဆိုတော့ဆင်ပြေပါတယ်ဗျာနော်အဲ့တော့9ရဲ့2ရဲ့ပေါင်းတော့ခွန်ပါ9-3ည break ဆိုတော့ဒီမှာ2 break တွေ3ည break တွေကဲပေါက် break နေနဲ့ကျန်ရမှာထွက်ပြီးပါတယ်ဗျာနော်အဲ့တော့ဒီမှာ3ရဲ့1ရဲ့ပေါင်းပဲ4ပါ4 2 break ပါဒီမှာ9 break 2 break 4 break 2 break ထွက်ပြီးပါတယ်ဗျာနော်ကဲပေါက် break တွေပါဒီမှာဆိုတော့1ရဲ့6ရဲ့ပေါင်းတော့ခွန်9-3ညဆိုတော့ကျွန်တော်တို့ဒီမှာ3ည break တွေ9-3ည break ဆိုတော့နော်တလုံးတင်ချောင်းထွက်ပြီးသွားတယ်ဒီမှာဆိုရင်6ပေါင်းနဲ့2ပါ2ခွန်4 break တွေပါ4 break တွေခွန် break တွေဆင်းပြီးပါတယ်ဗျာနော်အပုံစံမျိုးလေးပဲပြက်ပင်မရှိပါဘူးနော်အဲ့တော့ယုံကြည်သွားလိုက်ပါပြက်ပင်ကကျွန်တော်တို့ဘယ်နှပင်ရှိမလဲဆိုတော့တပင်တော့ရှိမယ်ဗျာနော်အဲ့ဒါလေးတော့သိခံပြီးပါ9ရဲ့4ရဲ့ပေါင်းနဲ့9ပါ9-6 break တွေဒီပွဲမှာ9-6 break တော့လာမတော့ဒီပွဲလေးတစ်ပွဲတော့ချွင်းချက်နေတဲ့ပြက်ပင်ရှိပါတယ်ပွဲပေါင်း40မြောက်ပါပြီတပင်သားလေးပြက်ပါတယ်နော်ပွဲပေါင်း38ပွဲတိမှန်ကန်ထားပါတယ်အဲ့တော့39ပွဲမြောက်စက်မှန်မယ်ဆိုရင်ကျွန်တော်တို့9-6 break ကိုဒီပွဲမှာ2ရက်အတွင်းမှာဇာတုလိုက်ရိုက်ပါပဲเนาะအနည်းဆုံးတစ်ချိန်တီးကြအောင်မိမှာပဲเนาะ